ပါတယ်။မွန်ပြည်နယ်ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီ6မြင်းဆောင်2025လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဒီကနေ့မွန်လယ်ပိုင်းကပြည်내အစိုးရအဖွဲ့ရုံးမှကျင်းပပြုလုပ်ရမှာမွန်ပြည်နယ်ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီဥက္ကဋ္ဌပြည်내ဝန်ကြီးချုပ်ကပြည်내အတွင်းခီးသွွားဧည့်သည်များပုံပုံလာရောက်စေရေးအတွက်ခီးစဉ်ဒေသအသစ်ကြောင်းကြနိုင်ရေးခီးသွွားဆိုင်ရာအချက်အလက်များအားလွယ်လွန်းတကူသိရှိနိုင်စေရေးအတွက်ခင်းတဲ့အညီဂျီဝါစကန်များထားရှိခြင်းအပြင်ခီးသွွားဧည့်သည်များပုံပုံသိရှိလာရောက်လေပတ်စေရေးခီးသွွားဒေသများကိုဗီဒီယိုကလစ်ရိုက်ကူးနိုင်ရေးဆောင်ရွက်ထားကြရန်လိုပါကြောင်းကော်မတီနေဖြင့်ပြည်내အတွင်းခီးသွွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဒေသတွင်းအလုပ်ကိုင်ခွင့်လန်းတဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးဖန်တီးပေးကြရန်ပြောကြားခဲ့ပါသည်။အဲဒီနောက်ပြည်내ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီအတွင်းရေးမှူးဟိုတယ်နဲ့ခီးသွွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားမှုကခီးသွွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနဲ့ပတ်သက်ပြီးဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။အဲဒီနောက်ပြည်내ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီဝင်များမှဟိုတယ်နဲ့ခီးသွွားကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ်ပြည်내ဝန်ကြီးများကဖြည့်ဆွတ်ဆွေးနွေးတင်ပြခဲ့ကြပြီးပြည်내ဝန်ကြီးချုပ်ကလိုအပ်သူများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီးကညီကုန်းချုပ်မှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။